အဲ့ဒီဘဝမှာအသက်ရှင်နေတာဟာဘယ်နည်းနဲ့အသက်ရှင်တာကောင်းတယ်လဲစီးပွားတွေအောင်မြင်ပြီးတော့ကုမ္ပဏီကြီးတွေထူထောင်ပြီးအသက်ရှင်တာကောင်းတာလားနော်စီးပွားရေးလုပ်ငန်းကြီးတွေအောင်မြင်ပြီးတော့အသက်ရှင်တာကောင်းသလားပစ္စည်းဥစ္စာတွေအများကြီးပိုင်ပြီးတော့အသက်ရှင်တာကောင်းသလားတကယ်ကို technology သိပ္ပံဆရာကြီးလုပ်ပြီးတော့သိပ္ပံပညာရပ်တွေဖြန့်ဖြူးပြီးအသက်ရှင်တာကောင်းသလားဘယ်အသက်ရှင်မှုကအကောင်းဆုံးလဲဆိုတာကိုဒီမေးခွန်းလေးတက်လာတဲ့အခါကျတော့အဲ့တော့ကောင်းတယ်ဆိုတာဘယ်လိုကောင်းတာလဲနော်သက်ရှင်မှုရှင်ဒီလူတွေကအမျိုးမျိုးရှိတယ်အဲ့သက်ရှင်မှုရှင်ဒီတွေကဘယ်သက်ရှင်မှုအကောင်းဆုံးလို့စဉ်းစားကြည့်လိုက်ကိုချိုးသူချိုးနှမျိုးလုံးရှိရမှာတော့ကိုချိုးသူချိုးနှမျိုးလုံးရှိရမှာကိုချိုးကြီးလည်းမကြည့်နဲ့သူများချိုးကြီးလည်းမကြည့်နဲ့အဲ့တော့ကိုကစီးပွားအောင်မြင်တယ်ဆိုလို့ရှိရင်အလုံးအောင်မြင်မှုတွေဟာအခိုက်အတန့်တခဏများလာဖြစ်တယ်အသက်ရှင်မှုဟာသေသွားတဲ့နဲ့တပြိုင်နက်ဒီဘဝဒီခန္ဓာဆုံးသက်သွားတဲ့နဲ့တပြိုင်နက်သူ့အတွက်ကဘာမှမရှိတော့ဘူးတလောက်ကြီးမရှိတော့နော်အဲ့တော့မြတ်စွာဘုရားရဲ့အဖြေကပါတော့ဆိုပညာဖြင့်အသက်ရှင်ခြင်းဟာအကောင်းဆုံးဆိုပညာနဲ့အသက်ရှင်နေဆိုတာဘယ်လိုဆိုလိုတာတော့ဘဝမှာနေစဉ်နေတဲ့ထိုင်တဲ့အခါမှာအသိရှိတတိရှိနဲ့တမိုးရှိနေထိုင်တဲ့ပညာနဲ့စဉ်းစားပြီးတော့အသက်ရှင်တာအကောင်းဆုံးပဲတော့စီးပွားဥစ္စာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဝေကြေးဒနာကျွဲဝါးသည်ဖြစ်စေမကျွဲဝါးသည်ဖြစ်စေနေ့စဉ်မှာအတိတရားနဲ့အသက်ရှင်လို့ဆိုလိုတာပေါ့နော်အတိတရားမရှိဘဲနဲ့အသက်ရှင်နေတဲ့ပုဂ္ဂိုလ်ဟာပစ္စည်းဥစ္စာတွေတော့ပေါ်ခြင်းပေါ်လိမ့်မယ်တခြားကိစ္စတွေအောင်မြင်မှုတွေရခြင်းရလိမ့်မယ်ဒါပေမဲ့လို့သူ့ရဲ့အသက်ရှင်မှုဟာတန်ဖိုးရှိတာမဟုတ်တော့ဘူးပေါ့တန်ဖိုးမရှိဘူးပေါ့အဲ့ဒါကြောင့်မို့လို့တန်ဖိုးရှိအကောင်းဆုံးအသက်ရှင်မှုရရှိဖို့ရအတွက်ကြတော့ဘာဟာအရေးကြီးဆုံးလို့ဆိုရင်ပညာဖြင့်အသက်ရှင်ရမယ်ပညာဖြင့်အသက်ရှင်တယ်ဆိုတာကိုဘဝလမ်းကြောင်းကိုမတိမ်းဆောင်ရအောင်ထိန်းကျောင်းပြီးတော့နေနိုင်တဲ့အသိပညာတန်ဖိုးရှိကြောင်းကိုလွတ်ဆောင်နိုင်တဲ့အသိပညာအဲ့ဒီပညာနဲ့နေ့စဉ်ဘဝမှာအချိန်ကုန်သွားမှဓမ္မသက်ရှင်ရရုပ်မြင်နဲ့တယ်လို့သူတို့ဆိုတာနော်